ဟုတ်ကဲ့မင်္ဂလာပါယခုအချိန်မှာကျွန်မပြသပေးမယ်ခေါင်းစဉ်ကတော့ desktop ကွန်ပျူတာရဲ့ desktop wallpaper ဘယ်လိုပြောင်းရမလဲဆိုတာဖြစ်ပါတယ်ရှေးဦးစွာပထမဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုတော့ right click ကိုနှိပ်မယ်အမှပေါ်လာတဲ့အခါကျရင် personalize ကိုရွေးမယ်ရွေးတဲ့အခါကျရင် box လေးပေါ်လာမယ်အဲ့ခါမှာခေါင်းစဉ်တွေရွေးမယ် desktop background ပြောင်းမှဖြစ်တဲ့အတွက်အဲ့ဒါကို left click နဲ့နှိပ်မယ်နှိပ်ပြီးတော့ပုံတွေထွက်လာလိုက်မယ်အဲ့မှာသူကပေးထားတဲ့ပုံတွေအမျိုးမျိုးရွေးလို့ရတယ်ဒါဆိုရင်ဒါ Windows desktop background ပုံတွေဖြစ်တယ်ဒါ picture library မှာဒါရှိမယ် top rated photo ရှိမယ် solid color ရှိမယ်ဒါပေမဲ့ကျွန်မကတော့ကိုရိုက်ထားတဲ့ဓာတ်ပုံကိုတင်မှာဖြစ်တဲ့အတွက်အရင်ဆုံး browse ကိုလုပ်လိုက်မယ်ဆိုတော့ကျွန်မ file စီကိုသွားမယ်ပြီးတော့ file ကိုသွားတဲ့အခါကျရင်ကဲကျွန်မခေါင်းစဉ်နဲ့မှတ်ထားတဲ့ file ရှိမယ် beautiful wallpaper ကဲ select လုပ်ပြီးတဲ့အခါကျရင် okay နှိပ်မယ် okay ကို left click နဲ့နှိပ်မယ်ဆိုတော့အဲ့ခါမှာကဲအားလုံးကရွေးထားပြီးသားဖြစ်တဲ့အတွက်ကဲတစ်ခုတည်းကို select လုပ်မယ်ဆိုတော့ clear all အရင်ဆုံးလုပ်မယ်ရှင်းပြီးသွားတဲ့အခါမှာတပုံနဲ့ကိုရွေးမယ်ဆိုတော့ဘယ်ပုံရွေးမလဲဆိုတော့ဒီပုံရွေးမယ်ရွေးပြီးတော့ကဲသူက fill ကျွန်မလိုချင်တဲ့ design က fill ဆိုအားလုံးအပြည့်လိုချင်လားဒါမှမဟုတ် fit လိုချင်လားဒါမှမဟုတ် stretch ဒီပုံစံလိုချင်လားအဆင်ပြေတာတော့ဒီပုံနဲ့ဆိုရင် center အဆင်ပြေတယ်ဒီမှာကြည့်မယ်ဆို center အလဲရောက်နေဆိုတော့ဒီပုံအဆင်ပြေပဲဆိုတော့ save changes ကို left click နဲ့နှိပ်မယ်ဆိုတော့ကဲအားလုံး save လုပ်ပြီးသွားတဲ့အခါကျရင်ဒီ button close ကိုနှိပ်မယ် okay ဒီဟာတော့ကွန်ပျူတာရဲ့ desktop wallpaper ကိုဘယ်လိုပြောင်းမလဲဆိုတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်